တရေဇလန်းတို့ဟေ့ဆယ်ကျော်တက်မောင်လေးတို့ညီမလေးတို့ရေဒီညတော့မင်းတို့အတွက်ကြောက်စရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ပြောပြမယ်နားထောင်ပြီးရင်အိမ်မက်ဆိုးတွေမမက်စေနဲ့နော်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့ကျွန်တော်တို့ရွာနာကတောအုပ်ထဲမှာခြောက်ချားစရာအိမ်ဟောင်းကြီးတစ်လုံးရှိတယ်လူတွေကအဲ့ဒီအိမ်ကြီးထဲမှာတရေတွေရှိတယ်လို့ပြောကြတယ်ဘယ်သူမှမသွားရဲကြဘူးတနေ့မှာတငယ်ချင်း၃ယောက်ကစွန့်စားခြင်းစိတ်တွေပြင်းပြနေကြတယ်သူတို့ကတရေအိမ်ကြီးတဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်ညနေတန်းခေါင်အချိန်မှာသူတို့တရေအိမ်ကြီးကိုရောက်သွားကြတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့လေထုကတမျိုးပြောင်းသွားတယ်အေးဆက်ပြီးလေးလံနေတဲ့တကားတွေကတကြီးကြီးမြည်နေပြီးအရေးတွေကလှုပ်ရှားနေသလိုပဲသူတို့၃ယောက်ကြောက်လန့်တကြားနဲ့ဆက်လျှောက်သွားကြတယ်ရုတ်တရက်အခန်းတစ်ခန်းထဲကနေအတန်ထွက်လာတယ်ငါ့ကိုလာရှာကြစမ်းပါတဲ့သူတို့၃ယောက်လှည့်ကြည့်လိုက်တော့ဘသူကိုမှမတွေ့ရဘူးဒါပေမဲ့အတန်ကဇက်တိုက်ထွက်နေတုံးပဲသူတို့၃ယောက်ကြောက်လွန်းလို့အိမ်ထဲကနေအမြန်ဆုံးပြေးထွက်လာခဲ့ကြတယ်နောက်ပိုင်းမှာဘသူမှအဲ့ဒီအိမ်ကြီးနားကိုမသွားရဲတော့ဘူးအဲ့ဒီအိမ်ကြီးကတော့အခုထိတောအုပ်ထဲမှာရှိနေတုံးပဲမင်းတို့ရောသွားကြည့်ရဲ့လား